Nanda Dukha Bingasa Mita Pone Du Dingama Manotra Di Tapitam Pawa Yantu Dukhan Taka ပထမက6ကိုဂုံတော်လေးကိုပြောပြပေးလိုက်ပါညီလေးဒါဆိုရင်အရန်ပြည့်စုံသွားပြီညီလေးရေအကြံပေးရခြင်းပါတဲ့အခြေသူများတင်ပါတယ်ခင်ဗျရပါတယ်ဆိုလို့ရှိရင်ဒီ6ကိုဂုံတော်နဲ့ပတ်သက်ပြီးတော့နည်းနည်းပြောစရာရှိသေးတယ်နော်ဒါပြီးတော့မှကျွန်တော်ဒီ6ကိုဂုံတော်ကိုတေချာပြန်ရွတ်ပြပါမယ်ခင်ဗျ6ကိုဆိုတာဘာလဲ6ကိုဆိုတာဘာကိုရည်ညွှန်းတာလဲ6ကိုပေါင်းလိုက်ရင်ဘာရလဲဆိုတော့ဒီသဘောတရားကိုနားမလည်ထားတဲ့ဗုဒ္ဓဘာသာအမိခံတချို့ကကြတော့ဘာသာခြားတွေရဲ့စကားအရာအနုချမ်းစီးပြီးတော့မှဘာသာရေးကိုစာတိုက်ခိုက်ပုတ်ခတ်စော်ကားမှုတွေမှာမျောပါသွားတယ်เนาะဒါဟာအယံဝမ်းနေစရာကောင်းတယ်ဘာဖြစ်လို့မျောပါသွားလဲဆိုလို့ရှိရင်ဗုဒ္ဓဘာသာလို့တော့အမိခံထားပါရဲ့ဒါပေမဲ့ဖျားဘာလဲတရားဘာလဲတန်ခါဘာလဲသာသနာဘာလဲဆိုတဲ့သဘောတရားကိုနားမလဲသာသနာရဲ့အစီအနှစ်ကိုနည်းနည်းလေးတော့နားမလဲထားတဲ့အခါကျတော့ဒီအခြားသောဘာသာခြားတွေကဗုဒ္ဓဘာသာကိုတိုက်ခိုက်တယ်ဗုဒ္ဓဘာသာကိုဖြိုဖျက်ခြင်းတယ်အဲ့ဒီခါကျတော့ဒီထဲမှာရှိတဲ့အသိဉာဏ်မပြည့်ဝသေးတဲ့သူတွေကိုပြစ်မှတ်ထားပြီးတော့မှဒီစကားအရာအနုချမ်းစီးတယ်ဘလို့အနုချမ်းစီးလဲဆိုလို့ရှိရင်669ဆိုတာဒီအကျန်းဖက်အဖွဲ့အစည်းဆိုပြီးတော့မှသူတို့ကဒီမြန်မာနိုင်ငံမှာလည်းနေသေးတယ်မြန်မာနိုင်ငံရဲ့နိုင်ငံပိုင်ဘာသာသာသနာကိုလည်းသူတို့စော်ကားကြသေးတယ်အဲ့ဒီစော်ကားမှုအဲ့ဒီစကားအရေးချီအတိတ်နဲ့ကိုနားမလည်တဲ့ဗုဒ္ဓဘာသာအမိခံတွေကလည်းဟာဒါကြီးကဟုတ်နိုးဆိုပြီးတော့မှချော်လဲရောထိုင်သွားတယ်ဒါဟာအယံဝန်းနေစရာကောင်းတယ်ပြောချင်တာကတို့ကဗုဒ္ဓဘာသာလို့အမိခံထားမယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာလို့ထိုက်အောင်တော့နေစေချင်ပါတယ်အဲ့တော့မျက်စိလဲဖွင့်နားလဲစွင့်ဉာဏ်လင်းပွင့်အောင်တော့ရှိစေချင်ပါတယ်ခင်ဗျသူများတွေက669အကျန်းဖတ်ဆိုလို့ရှိရင်ကိုယ်လည်းလိုက်အကျန်းမဖတ်နဲ့နော်669ဆိုတာဘာလဲဘာသဘောတရားလဲဘာကိုရည်ညွှန်းတာလဲ669ပေါင်းလိုက်ရင်ဘာရလဲဆိုတာကိုလည်းတို့တွေသိထားဖို့လိုပါတယ်နော်ဆိုထားတော့အဲ့တော့ဒီ669ဆိုတဲ့သဘောတရားအရင်ရှင်းကြပါစို့669ဆိုတာကဖျားကုံတော်9ပါးတရားကုံတော်6ပါးတန်ခါကုံတော်9ပါးကိုရည်ညွှန်းပါတယ်ဒါဟာဘာလဲဆိုလို့ရှိရင်တို့ဖျားရှိခိုးတဲ့အခါတိုင်းမှာဒါမှမဟုတ်ရင်တို့သတိရတဲ့အခါတိုင်းမှာအမြဲတမ်းထုံမှန်းပွားများပြီးတော့မှဒါရွတ်ဖတ်တဲ့ဆဲကြတဲ့သွားတစ်ခုဖြစ်ပါတယ်ဟိစာလောဘာလဲဆိုလို့ရှိရင်အရင်ဆုံးတို့ဒီဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိပြီးရင်ဒီနမောတတ္တဘဂဝတောအရဟတောသမ္မာသမုဒ္ဒတ္တအဲ့ဒါတွေပြီးဆိုလို့ရှိရင်တိပိတောဘဂဝအရဟံသမ္မာသမုဒ္ဒောဝိသစရဏတမ္မနောတုကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတရတိတတ္ထာဒီဝပနုဒ္ဒနံဗုဒ္ဓဘဂဝသောခါတောဘဂဝတဓမ္မောတန်ဒိဋ္ဌိကောအာကာယိကောအဟိပတိကောအောပနေယိကောပစ္စတံဝိရိဓမ္မောဝိညုရိဟိပရိပန္တောဘဂဝတောတဝကတံကောပသုပရိပန္နောဘဂဝတောတဝကတံကောညာယပရိပန္နောဘဂဝတောတဝကတံကောတမေစတိပတိပန္နောဘဂဝတောတဝကတံကောရိတံစတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတဘဂဝတောတဝကတံကောအာဟုနေယောပါဟုနေယောဒက္ခိနေယောဣစလိကရဏီနေယောအနုတ္တရပုညခေတ္တလောကတာတိဆိုတဲ့ဒီဂုဏ်တော်ဖြစ်ပါတယ်နော်ဖျားကုံတော်9ပါးတရားကုံတော်6ပါးတန်ခါကုံတော်9ပါးဒီ669ဂုံတော်ထပ်ပြီးတော့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘာထက်ရတယ်လဲလို့ဆိုလို့ရှိရင်ဒီပဋ္ဌာန်း24ပစ္စည်းထက်ရပါတယ်အဲ့ဒီ24ပစ္စည်းကတော့ဟေတုပစ္စယောအာရမဏပစ္စယောပရိပရိပစ္စယောအနန္တရပစ္စယောတမနန္တရပစ္စယောသဟဇာတပစ္စယောအညမညပစ္စယောနေတိယပစ္စယောဥပနေတိယပစ္စယောပုရိသတပစ္စယောပစ္စဇာတပစ္စယောအာဒေဝနပစ္စယောကမ္မပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောဣန္ဒြိယပစ္စယောဇာနာပစ္စယောမဂ္ဂပစ္စယောတံပယုတ်တပစ္စယောဝိပယုတ်တပစ္စယောအဋ္ဌိပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောအောက်ကတပစ္စယောတိဆိုတဲ့ဒီပဋ္ဌာန်းထက်ရပါတယ်နော်ရော9ရဲ့6ရဲ့9ရဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်လေဖရာတရားတန်ခါကိုဒါရည်ညွှန်းပြီးတော့မှထုံမှန်းပွားများတာဖြစ်တယ်လို့669ထပ်ပေါင်းလို့ဒီ24ထက်ရတာကလည်းမြတ်စွာဘုရားရှင်ဒါဟောကြားဆုံးမထားခဲ့တယ်ဒီမှာ9ကျမ်းတွေကပဋ္ဌာန်းကျမ်းကိုပူဇော်ခြင်းဖြစ်ပါတယ်နော်ဒီတော့669ဆိုတာဒီအကျမ်းဖတ်လည်းမဟုတ်ပါဘူး669ဆိုတာဒီဘာသာခြားတွေရဲ့ရုပ်ရုပ်ညံ့ညံ့အောက်တန်းကြကြနဲ့မှိုင်းတိုက်ခံထားတဲ့စကားလည်းမဟုတ်ဘူးဒါကကျွန်တော်ဘာလို့ဒီစကားကို live တီမှာရောဒီ final နဲ့ရောဘာလို့ခဏခဏရှင်းသလဲလို့ဆိုလို့ရှိရင်တို့ဗုဒ္ဓဘာသာတွေကိုမျက်စိဖွင့်နားဆွင့်ဉာဏ်လင်းပွင့်စေခြင်းနဲ့တို့မြန်မာနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာတော်တော်များများကသူများတွေကဒါဆိုလို့ရှိရင် like ဒါလိုက်တာသူများတွေကဟိုဟာဆိုလို့ရှိရင် like ပြီးဟိုဟာလိုက်တာကိုပိုင်ကိုယ်တိုင်ဉာဏ်နဲ့သေချာလေးလာအကောင်မှမသိဘူးသေချာလေးလာအကောင်မှမသိတော့သူများကအကျန်းဖတ်လို့တမိုးလိုက်လို့ဆိုလို့ရှိရင်ကိုကလည်းသေချာမလေးလာတော့ဟုတ်တယ်လို့ရှိဆိုပြီးတော့မှချော်လဲရောထိုင်တတ်တယ်ဒါဟာအမတန်ဝမ်းနည်းစရာကောင်းတယ်ဒီတော့ဒီပေါ့နော်ပြောချင်တာ669ဆိုတာကိုအကျန်းဖတ်လို့ထင်ထားတဲ့ဗုဒ္ဓဘာသာအမိခံတချို့များသူများစကားမှလမ်းမဆုံးကြစေချင်ဘူးကျွန်တော်အခုလိုပြက်ပြက်သားသားထောက်ပြမှုအပေါ်မှာစကားအရာပြန်ပြီးခြေပချင်တယ်ဆိုလို့ရှိရင်ပြန်ခြေပလာနိုင်ပါတယ်ဆန္ဒရှိလို့နော်ဒီ
ဆန္ဒရှိလို့ခြေပမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ကပြန်လှန်အမေးဖြေလေးပြန်လုပ်တော့မှာဖြစ်ပါတယ်နော်ဒီမှန်ပိုင်ရှင်အကိုပြောတာမဟုတ်နော်ဒီတချို့ချို့တော့သူတွေပြောတာနော်ဒါကလည်းနားလည်မှုမလွဲအောင်လည်းပြောရသေးတယ်